Hello မင်္ဂလာပါဟိုကျွန်တော်ကအခုယူကြည့်နေတယ်ပေါ့ဗျာ6ကြည့်နေမှာနေတော့တွေ့တာပေါ့ကျွန်တော်တို့လူတော်တော်များ 3D ဆိုတာရှိကြတာပေါ့ဗျာ 3D dimension ပေါ့ဗျာဟိုဖုံးကြလုံးလို့ဆိုရင်ဟောဒီလေအားလိုက်ရှိမယ်ဟောနန်ရှိမယ်ပြီးတာအဒုတွေရှိတယ်ဟောပြီးတော့အဲ့တော့ဟိုထဲဟိုထဲဝင်ပေါ့ဗျာအထဲမှာဆိုရင် full dimension speed တိုင်းဆိုတာရှိပြီပေါ့YouTube မှာလည်းဒီကောင်လေးလားမသိဘူးကောင်လေးပြတ်သွားတာလည်းတွေ့ရညာဟိုတခြားနိုင်ငံပေါ့ကျွန်တော်ဟိုတွေ့ကြပါပြီကျွန်တော် full dimension ရှိတယ်ပေါ့ပြည့်တယ်ပေါ့Einstein လာမသိပြောထားသူလည်းပြောတယ်ပေါ့speed black တိုင်းဆိုပြီးတော့ full dimension ရှိရဆိုပြီးသူကတီးပြောထားတယ်ပေါ့အဲ့လိုပြောထားတယ်ပေါ့ဘာများလည်းလက်ခံချရပြောရမယ်ကြဒါကြောင့်ခုဟို full dimension ဆိုပြီးဆိုကြအဲ့တော့ဆက်ပြီး 5 dimension ကြောင့်လေးကျွန်တော်သိချင်တာပေါ့ရှားကြည့်တော့ဗျာ5 dimension ရှင်းဟာအခုထိဘူးမှတော့အမှုရှားပွေတွေ့ရှိတယ်မရှိသေးဘူးဗျာ5 dimension ရှိလားမရှိလားတော့မရှိသေးဘူးဗျာပြောကြတယ်အဲ့တော့ကျွန်တော်တခုစဉ်းစားမိတာပေါ့ဗျာဟိုဆွမ်းနာပြောတယ်လို့ပေါ့4 dimension ကို space time ပေါ့အဲ့လိုစဉ်းစားကြရအဲ့ဆိုရင်ကျွန်တော်လူကြီးကရှိရလေလူကြီးစင်းဟီယူရမင်းဆိုရင်တမအချိန်ရဲ့အပြင်မှာနေပြတယ်လေအချိန်ဆွမ်းနာ space time ရဲ့အပြင်မှာနေတယ်သူနေပြီးတော့အဲ့ကုံလုံးကြည့်ရတဲ့အတွက်ဆွမ်းနာပြောတယ်သူဆိုရင်အဲ့တော့ကိုလေးဟာလည်းတကယ်လို့တိုင်းတိုင်းကြီးအပြင်ဘက်မှာရှိလိုက်မယ်ဆိုရင်ဒီတရှိမှုကြီးတိုင်းတိုင်းအပြင်ဘက်မှာရှိတဲ့တရှိမှုတစ်ခုဆိုရင်ရောကျွန်တော်တို့က5 dimension ဖြစ်နေမလားအထဲဝင်လိုက်တယ်ပေါ့စနပြောလို့စောက်တုံးဆိုလဲကြာစောက်တုံးဆိုလဲဒီမှာလေအမြောက်နိုင်မြင့်ပြီးတော့ထဲဝင်လိုက်တယ်အထဲဝင်ပြီးတော့အထဲဝင်အပြင်ထွက်မှလည်းရှိရတယ်လေအဲ့လိုပေါ့တကယ်လို့စနဟိုထဲဝင်လိုက်ကျွန်တော်တို့ကအတန်တွေခွဲစိတ်ပြီးထဲဝင်လိုက်ရင်အမှန်ကားရလို့ပေါ့ဗျာအတန်တွေအဲ့မှာကျုပ်ခန္ဓာကိုကျုပ်ပြီးထဲဝင်လာပြီးတော့ခါလဲကိုကတွားချင်တိုင်းကိုသွားရတယ်ပေါ့အဲ့လိုမျိုးအဲ့တွားချင်တိုင်းကိုသွားလိုက်တယ်မယ်ဆိုရင် तू က space black တိုင်းဆိုပြီးတော့ full dimension တွေ तू ကသွားမယ်ပေါ့တကယ်လို့တောက်ဖို့ဆိုတာလည်းတည်ရှိနေလို့ပေါ့ဗျာအဲ့ကျွန်တော်ကိုသွားချင်တဲ့ရတည်ရှိနေလို့ဟိုသွားလို့ရတယ်ပေါ့အဲ့တော့ full dimension ကိုတကယ်လို့များအဲ့လိုမျိုးထဲဝင်ပြီးတော့ဟို space time full dimension ပေါ့ဗျာရေလို့ကျွန်တော်တို့ကမဟုတ်ဘူးကိုပြထွက်လိုက်ပြီးတော့ကျွန်တော်ကဟို hero main လိုမျိုးလူကြီးတွေက hero main လိုမျိုးကိုတွေကညထွက်ပြီးတော့ဒါကြီးကိုကြည့်လိုက်မယ်ပေါ့အတွင်းထဲဝင်တဲ့ခါကျရင်ဟို full dimension ပေါ့အပြင်ထွက်ပြီးတော့အကုန်လုံးခြုံကြည့်လိုက်မယ်ဆိုရင်5 dimension ဖြစ်နိုင်လားပေါ့ဟိုကျွန်တော်လည်းတင်သားပြတော့ဗျာဒီမှာဝင်လိုက်မယ်ထွက်လိုက်မယ်ကျွန်တော်များတော့မှအချိန်ဆိုတဲ့ဟာကြီးကိုဒီမှာဝင်လိုက်ထွက်လိုက်ကြည့်လို့မရဘူးပေါ့အဲ့လိုဝင်လိုက်ထွက်လိုက်ဆိုကြရကြသူကဘာဖြစ်နေလဲဆိုရင်အချိန်ပဲပေါ့ဘာဖြစ်နေတယ်မလားဘာဖြစ်နေတာဟိုဝင်လိုက်လည်းမဟုတ်ချင်ဘူးထွက်တယ်လည်းမဟုတ်ဘဲနဲ့ဟို full dimension ရှိရင်5 dimension ရောမရှိနိုင်လားပေါ့ဟို shape black တိုင်းကို full dimension ပြောကြတယ်ဗျာအဲ့တော့ကျွန်တော်တို့ထွက်ကြည့်လိုက်မယ်ဆိုရင်ရောအဲ့ဒီအထဲမဝင်တော့ဘဲနဲ့ဟို space တိုင်းထဲမဝင်တော့ဘဲနဲ့ကိုကဟိုနောက်ဆုံးဟိုကျွန်တော်ဟိုရှုံးတော့တယ်ဟိုအနာဂတ်ကြီးကိုကြော်ပြီးတော့ပေါ့ဟိုအတိတ်ကောပြစ္ဆုတ်ပံအနာဂတ်ကောအကုန်လုံးတပြိုင်တည်းသိနေတဲ့ဟာကြီးမျိုးပေါ့အဲ့လိုမျိုးဆိုရင်ရောအဲ့ဆိုရင်အဲ့ဒါက5 dimension ဖြစ်နိုင်လားပေါ့ဘယ်လိုမျိုးမြင်နေကြတဲ့ချက်လားရှောက်မေးကြည့်ရောလဲဒီမှာချက်ချင်းမေးကြည့်ရောလဲသူတို့တွေကမရှိနိုင်သေးဘူးပေါ့မသိသေးဘူးပေါ့သူတို့ဘူးမှလည်းတော်တော်များရှာနေတာပေါ့အဲ့ဒါ5 dimension ရှိနိုင်လားမရှိနိုင်လားပေါ့ဒါမှမဟုတ်လည်းကျွန်တော်တို့ကရှာမတွေ့သေးရလား5 dimension ရှိနိုင်ပြီကျွန်တော်တို့ကရှာမတွေ့နိုင်သေးရလားဒါမှမဟုတ်5 dimension ရှိကိုမရှိရလားပေါ့ဒါပေမဲ့တော်များဟိုတော့ဆိုရင်ဟိုချက်ခေတ်လူသားတွေကိုသွားပြီးတော့ဒီနေ့ခေတ်မှာ AI တွေပုံမယ်လို့တော်ပြောရင် AI မိဆောက်ပြီးလာပြောမှလေချက်ခေတ်လူသားတွေက AI မရှိနိုင်ဘူးလေဒါပေမဲ့ဒီမှာ AI ကျွန်တော်ဖန်တီးလိုက်နေတယ်လေချိန်တိုင်းတစ်ခုဆိုတော့အဲ့တော့5 dimension ရောကျွန်တော်အချိန်တိုင်းတစ်ခုရောက်သွားရင်ကျွန်တော်ချားတွေ့နိုင်မလားဒါမှမဟုတ်5 dimension ဆိုတာရှိကိုမရှိရရလားပေါ့ဘယ်လိုမျိုးမြင်နေလို့တစ်ချက်လားပြရမလား